ဒါကတော့ MRT ဘွာလန်းဖောင်းကနေဆင်းပြီးတော့တုတ်ကိုငှားစီးရလမ်းမလျှောက်ချင်လို့ပါဘယ်ကိုသွားနေရလဲဆိုတော့ဘန်တသွန်လန်းကိုသွားနေရပါဘန်တသွန်လန်းတုံးတော့ပြောပပတုတ်နေပေါ့နော်ကဲဘန်တသွန်လန်းကိုရောက်ပါပြီတသွန်လန်းကချူလာလန်ခွန်တက္ကသိုလ်ပေါ့နော်ထိုင်းရဲ့နာမည်ကြီးချူလာလန်ခွန်တက္ကသိုလ်နားမှာရှိရပါကဲဘန်တသွန်လန်းကိုရောက်ပါပြီလမ်းလျှောက်သွားရင်လည်း9မိနစ်လောက်ပဲလျှောက်ရပါ MRT ဘွာလန်းဖောင်းကဆင်းလို့ရှိရင်ပေါ့နော်ဒါပေမဲ့3ယောက်သားပင်မနဲ့ခံစားရပြီးတော့လမ်းမလျှောက်တော့ဘူးကဲဒီမှာဒါသူ့ရဲ့ဘန်တသွန်လန်းပေါ်ကနာမည်ကျော်မာလာခောက်ဆွဲဆိုင်လမ်းတစ်လျှောက်လုံးကတော့တကယ်ကိုစားကောင်းတဲ့ဆိုင်တွေကြီးပဲတကယ် local taste နဲ့ထိုင်းရဲ့ local taste စစ်နဲ့တကယ်ကိုစားကောင်းတဲ့ဆိုင်တွေကလမ်းတစ်လျှောက်မှာပါပဲဘယ်ထိုင်းကိုဘန်ကောက်ကိုပေါ့နော်အထူးသဖြင့်ဘန်ကောက်ကိုဘယ်ချိန်ရောက်ဒီလမ်းကိုသွားကိုအမြဲတမ်းသွားပြီးသွားကိုသွားစားတယ်လမ်းတစ်လျှောက်ကစားတောက်ဆိုင်တွေအားလုံးအရန်ကိုစားကောင်းပြီးအရန်ကိုကြိုက်လို့နာမည်ကျော်စားတောက်ဆိုင်တွေလည်းရှိရပေါ့နော် Michelin ဆုရရဲ့စားတောက်ဆိုင်တွေလည်းဒီလမ်းတစ်လျှောက်မှာရှိတယ်အခုမြင်ရတဲ့အတိုင်းမှာပဲဒီလမ်းရဲ့ဘယ်ရောညာရောတစ်ဖက်တစ်ချက်စီအားလုံးမှာအရန်ကိုစားကောင်းတဲ့ဆိုင်တွေကြီးပဲတချို့ဆိုင်တွေဆိုရင်ဘယ်လိုပြောမလဲအရန်ကိုလူပြည့်နေလို့မတ်တက်ရက်ပြီးစောင့်နေတဲ့လူတွေလည်းအများပြားပဲချူလာလန်ကွန်းတက္ကသိုလ်နားမှာရှိတာမို့လို့ပေါ့နော်တက္ကသိုလ်ကျောင်းသားကျောင်းသူလေးအားလုံးအစားတောက်အဆင်ပြေဖို့စီစဉ်ထားတာလေးပေါ့နော်ပြီးတော့သူ့ရှိမှာနာမည်ကြီးရဲ့ဆိုင်တွေတကယ်အချိုဒက်ဆက်ဆိုင်တွေရောအများကြီးရှိရပါအဲ့တော့ recommend ပေးချင်တာကတော့ဘန်ကောက်ကိုရောက်လို့ရှိရင်အဲ့ဘန်တသွန်လန်းကိုသွားပြီးစားပါလို့လုံးဝနောင်တမရပါဘူးအမြဲတမ်းဘန်ကောက်ရောက်တိုင်းအမြဲတမ်းဒီလမ်းကိုမရောက်ရင်ပြည့်စုံတယ်မခံစားရဘူးပေါ့နော်တကယ်ကိုဖူတိုးစုံနေအောင်သွားပြီးရှောက်စားတာပါဒီလမ်းကိုတော့အကြိုက်ဆုံးပဲဘယ်တော့မဆိုလဲသွားမှာဘလောက်ပဲဝေးသွားအောင်မှာအမှန်တိုင်းပြောရရင်တော့အရင်လည်းမဝေးဘူးပေါ့နော်ဘန်ကောက်လောက် BTS တွေရော MRT တွေရောတကယ်ကို transportation လမ်းပန်းဆက်သွယ်ရေးအရင်အဆင်ပြေနေမှာမို့ဒီဆိုင်လေးကတော့တကယ် Candy Cat Cafe ပေါ့နော်အဲ့မှာ25ဘတ်ပေးပြီး coffee တောက်ပြီးတော့လေကြောင်လေးနဲ့ဓာတ်ပုံဝင်ရိုက်လို့ရတယ်ကြောင် cafe ဆိုင်လေးပေါ့နော်ကြောင်လေးရလည်းအရန်ကိုချစ်ဖို့ကောင်းကဲဒါကတော့တကယ်စီးဖူးတွေနဲ့ပေါ့နော်သူ့ရှိမှာ take away လေးယူစားလို့ရတယ်ကဲဆက်လျှောက်ကြမယ်တကယ်ကိုစီကားနေပါတော့ရောက်တဲ့အချိန်ကအဲ့ဒီအချိန်ကည8နာရီခွဲ9နာရီလောက်ရောက်တာဒါပေမဲ့အဲ့ဒီအချိန်တော့အရန်စီကားနေတော့မှတောက်ကြညက်နေပေါ့နော်တောက်ကြညပေါ့ကဲဘင်းစုကိုမီးဆန်းပြီးစားခဲ့ပါတယ်တကယ်တော့အရှိမအများကြီးစားခဲ့မယ်ဗီဒီယိုရိုက်ဖို့မေ့သွားလို့ပါ